ကျွန်တော်အလုံးမလုံးပဲနဲ့ထိုင်နေမယ်ကျွန်တော်ကိုတစ်လောက်သိန်း100ဝင်အောင်လုပ်ပေးနိုင်တဲ့ net ရှိရင်ဘေးတင်စရာရှိရင်ဒီဗီဒီယိုနဲ့ challenge ခေါ်ပါတယ်အခုပြမှာဘာလို့ net ကတော့ဘေးတင်စရာနဲ့လောင်းကစားတွေဒီလောက်တောင်ပေါ်များလာရတာလဲဆိုတာတွေးဘူးကြလားဗျဒီလိုပေါ်များလာရတဲ့အဓိကကြောင်းရင်း၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1စိတ်အားငယ်မှုကိုအခွင့်အရေးယူခြင်းလူတွေဟာစိတ်နဲ့ကြတဲ့အခါအစင်မပြေမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာကိုအားကိုးဖို့ခက်ခဲတတ်ကြပါတယ်ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအခွင့်ကောင်းယူပြီးတော့အမျက်ထုတ်ဖို့လွယ်ကူတာကြောင့်ဒီလိုလိမ်လည်မှုတွေပိုများလာရတာပါဗျဥပမာ10တန်းမှာကြော်ပွဲဘလောက်ပေးလို့ရှိရင်10တန်းအောင်မယ်လို့ပြောတယ်ပေါ့အဲ့ဒီအချိန်မှာမိတ်ဆွေတို့ကစာမကြက်ဖက်နဲ့တွားဖြည့်ကြည့်ပါ10တန်းအောင်မှာမဟုတ်ပါဘူးဘယ်နဲ့မှလည်းအဲ့စာကြီးကိုဝင်ပြီးဖြည့်ပေးမှလည်းမဟုတ်ပါဘူးဝင်ပြီးရေးပေးမှလည်းမဟုတ်ပါဘူးဘယ်ဗီဒီဆရာရဲ့အကူအညီနဲ့မှလည်းမိကုန်းဖြည့်လာတဲ့မှာရောက်လာမှာမဟုတ်ပါဘူးအဲ့တော့မိတ်ဆွေတွေသိရမှာကမဖြစ်နိုင်တဲ့အရာကြီးကိုအရင်မမျှော်လင့်ပါနဲ့ဘေးတွေနေနက်တွေဆိုတာကယုံတင်တဲ့လောက်တော့ယုံပါလူရာတဲ့ပို့ပြီးမယုံမိပါသေးနဲ့နံပါတ်2ဤပညာရဲ့အလွဲသုံးစားလုပ်မှုခင်မီဤပညာတွေတိုးတက်လာတာနဲ့အမျှလူမှုကွန်ရက်တွေကနေတဆင့်ဒီလိုလိမ်လည်မှုတွေဟာပို့ပြီးတော့ကျေပြန့်လာပါတယ်ဗျလူမှုကွန်ရက်စာမျက်နှာတွေမှာအလွယ်တကူကြော်ညာနိုင်ပြီးတော့လိမ်လည်လှည့်ရဖို့ပို့ပြီးလွယ်ကူလာတာကြောင့်ဒီလိုအလိမ်ညာတွေပို့ပေါ်လာရတာပဲဖြစ်ပါတယ်ဥပမာကျွန်တော် TikTok မှာဆိုလို့ချင်းခဏခဏတွေ့နေရတယ် cherry ဆိုတဲ့ဖုံးဆိုင်ပေါ့ခောက်ဖုံးတွေကကလုံးလုံးဝမထွက်ပါဘူးဟာဝေးခောက်ဖုံးတွေဆန်ဆောင်ခောက်ဖုံးတွေကို3သိန်းခွဲ2သိန်းလို့ရမယ်လို့ပြောတယ် like တွေ follower တွေကို boost တွေထိုးထားတယ်အဲ့လောက်ကိုလည်းလူတွေကအခုချိန်ကြီးယုံနေတော့မှာပဲနံပါတ်3အမြင်ချမ်းသာခြင်းနဲ့စိတ်ဒါမှမဟုတ်လို့ရှိရင်ခမရတို့ရဲ့လိုချင်တက်မှတ်တဲ့စိတ်လူအများစုဟာပင်ပန်းကြီးစွာအလုပ်လုပ်ပြီးတော့ငွေရှာမဲ့အစားကံကောင်းမှုတစ်ခုကိုအလွယ်တကူရယူပြီးတော့အမြင်ချမ်းသာခြင်းနဲ့စိတ်တွေရှိတတ်ကြပါတယ်ဒီလိုအတွေးခေါ်တွေကြောင့်လောင်ကစားတွေနက်ကတော့နဲ့ဘေးရင်ဆရာတွေရဲ့လိမ်လည်မှုတွေမှာလွယ်လွယ်ကူကူပါဝင်မိတတ်ကြပါတယ်ပတ်စံ1000နဲ့9000ပြန်ရမှာတွေပတ်စံ3သိန်းနဲ့9သိန်းပြန်ရမှာတွေချဲထိုးတာတွေနှလုံးထိုးတာတွေဘေးရင်တွက်ပြီးတော့ရရရာချီပြီးတော့ဝင်ငွေပို့ပြီးတော့များလောင်လောက်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်နက်တွေကိုတိုင်တယ်ပြီးတော့သူတို့လုပ်ငန်းအဆင်ပြေဖို့ဝင်ငွေတွေပိုများအောင်လုပ်ပေးဖို့ဆိုပြီးတော့နက်တွေကိုတိုင်နေတာမျိုးတွေပေါ့ဗျာအဓိကကတော့ဒီအချက်တွေကိုလုပ်နေလို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့လောဘစိတ်ကြောင့်သာမိတ်ဆွေတို့အကုန်လုံးကအလိမ်ခံနေရတာဖြစ်ပါတယ်မိတ်ဆွေတို့မှာသူများပစ္စည်းကိုအလွယ်တကူရယူလိုခြင်းနဲ့စိတ်မရှိလို့ရှိရင်တော့အလိမ်ခံရမှာမဟုတ်ပါဘူးဒါကြောင့်ဒီလိုလိမ်လည်မှုနဲ့အလောင်းစားတွေပေါ်များလာရခြင်းရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုသတိပြုမိပြီးတော့ကိုကာကွယ်နိုင်ကြပါစေလို့တိုက်တွန်းကြပါတယ်မိတ်ဆွေတို့ကဘယ်လိုမြင်လဲကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦးဗျကိုကငုတ်တုတ်ထိုင်ပြီးတော့အဲ့လူတွေကိုသွားအားကိုးနေလို့သူတို့ကပတ်စံဝင်အောင်မလုပ်ပေးနိုင်ပါဘူးဗျသူတို့တောင်မှဗျာကျွန်တော်တို့ကျွေးမှသူတို့စားရတာလေဟောကျွန်တော်တို့မကျွေးရင်သူတို့မစားဘူးအဲ့ယုံကြည်မှုကြီးကလည်းဖျားဟောထဲမှာလည်းမရှိတဲ့အရာကြီးပေါ့ကိုကထေရဝါဒဗုဒ္ဓဘာသာအစစ်စစ်ဆိုလို့ရှိရင်တော့ဒီယုံကြည်မှုတွေကိုပယ်ဖြတ်လို့ရတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့လောကတွေဖြစ်တဲ့အတွက်ယုံတင်တဲ့လောက်ပဲယုံပါလိုရတဲ့ပုံမယုံပါနဲ့တချို့တွေကငကနာပြီးလို့ရှိရင်ဘလောက်ဝင်မယ်ဆိုဝင်အောင်လုပ်ပြီးကြည်ပါဘာအလုံးမလုပ်ပဲငုတ်တုတ်ထိုင်နေမယ်ရမလားလို့လုံးဝရမှာမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့လူချင်းတက်မှတ်စိတ်လေးကိုရှော့လို့ရှိရင်မိတ်ဆွေတို့အလင်ခံရတဲ့ဘေးကနေပြီးတော့လွတ်မြောက်မှာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့